ချစ်များစူစီယာဘာဖြစ်လဲကိုဝယ်ပေးတဲ့ဆက်သက်လို့ဆိုဒီလိုမျိုးလက်ချေလက်နေတော့လာတယ်နော်ရဲရဲမို့ကိုဟာငါပြောက်တယ်ဆိုတိတ်တာတော်တော်စီးစားကြောက်တာပဲအဲ့ကြောင့်လင်းမရမမလေးကလေဟိုသူများကိုလေတခါမှမပြုတ်စုဘူးသီးလား तू ကသာပြုတ်စုခံနေတာရှင်တော်ကန်ကောင်းတယ်နော်အချစ်များစူစီယာဘာကြောင့်ကြည့်တယ်အဲ့ကြောင့်သူတို့တူနေတယ်ကိုပြမမပေးသားနေတာကျမရှက်ပြတယ်ဒီပကြီးကားကိုဘယ်သူဆွဲတာလဲဆိုတော့ကျမသိတယ်တော့မသိပဲနဲ့အတွက်ရဲ့ပုံလေးပကြီးဆွဲခဲ့နေတဲ့အတွက်ပို့တော့မယ်အချစ်တို့၏နာကိုရာအချစ်ရဝန်တစ်ခုဖြင့်ထုစစ်ထားသောအချစ်စကားများကိုပုံဖော်တင်ဆက်ပေးမယ်အချစ်များစူစီယာ